ကုမ္ပဏီကြီးတစ်ခုရဲ့စီဖြစ်တဲ့ဒီမျိုးသားဟာတန်ပေါင်းများစွာတန်တဲ့လုပ်ငန်းတွေကိုအုပ်ချုပ်နိုင်ပေမဲ့သူ့ရဲ့3လအရွယ်သမီးလေးကိုထိန်းဖို့တော့အလွန်ခက်ခဲနေခဲ့ပါတယ်။သမီးလေးဟာအရန်ကိုတက်ပြီးဘယ်သူမှမထိန်းနိုင်တာကြောင့်ကလေးထိန်းဒါဇင်နဲ့ချီအလုထွက်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာစီယိုကိုယ်တိုင်သမီးလေးကိုရုံးခေါ်လာပြီးနေတိုင်းထိန်းနေရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့ကုမ္ပဏီတဲကိုဝန်ထမ်းအသစ်မိန်းကလေးတစ်ယောက်ရောက်လာခဲ့ပါတယ်စီယိုကသူမကိုမြင်လိုက်တဲ့အချိန်မှာတစ်နှစ်လောက်ကမှုံဝါးဝါအမှတ်တရတချို့စိတ်ထဲပြန်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကလေးလေးကထုံးစံအတိုင်းအကျယ်ကြီးငိုနေခဲ့တာကြောင့်ဇီယူကမိန်းကလေးကိုစမ်းပြီးပွေခိုင်းလိုက်ပါတယ်။အန်ဩစရာကောင်းတာကကလေးလေးဟာသူမလက်ထဲရောက်သွားတာနဲ့ချက်ချင်းငြိမ်သက်သွားခဲ့ပါတယ်။ဘယ်သူမှမသိခဲ့တာကအဲ့ဒီမိန်းကလေးဟာကလေးရဲ့မိခင်ရင်ဖြစ်နေခဲ့တာပါ။လွန်ခဲ့တဲ့တစ်နှစ်ကမမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုကြောင့်သူမဟာစီယွန်နဲ့ဆုံတွေ့ခဲ့ပြီးနောက်ပိုင်းမှာကလေးမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့သူမကိုကူညီပေးမဲ့သူမရှိခဲ့ပါဘူး။ဒီသတင်းကိုကြားပြီးသူမရဲ့မိခင်ဟာမတော်တဆမှုတစ်ခုနဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။တေကန်နီးမှာမိခင်ကကြောက်စိမ့်ဆွဲကြိုးတစ်ခုပေးပြီးဒုက္ခရောက်ရင်မင်းဖေကိုသွားရှာပါလို့မှာခဲ့ပါတယ်။မိခင်ကိုတကြိုဖို့တောင်ငွေမရှိတဲ့မိန်းကလေးဟာအလုပ်ရှာဖို့ကုမ္ပဏီကြီးတစ်ခုကိုရောက်လာခဲ့ရာကံကြမ္မာကစမ်းကြယ်စွာနဲ့အဲ့ဒီကုမ္ပဏီရဲ့CEOဟာသူ့ကလေးရဲ့ဖခင်ဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းတွင်စစ်ဆေးချက်အရကလေးဟာ CEO ရဲ့သမီးရင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပေမဲ့ကလေးရဲ့မိခင်အစ်စ်ကဘယ်သူလဲဆိုတာတော့မသိသေးပါဘူး။ဒါပေမဲ့ကလေးလေးကမိခင်ရဲ့ရင်ခွင်ကိုမှတ်မိနေသလိုဝန်ထမ်းအသစ်ရဲ့လက်ထဲရောက်တိုင်းမငိုတော့ပဲငြိမ်သက်သွားပါတယ်။ဒီဖြစ်ပျက်ကြောင့်ဆီယာကတန်တရားဝင်လာပြီးအမှန်တရားကိုစတင်စုံစမ်းပါတော့တယ်။ကလေးရဲ့မိခင်အစ်စ်ဟာသူ့ရှိမှရက်နေတဲ့အမျိုးသမီးဖြစ်နေမှန်းကြီးကိုသိသွားတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ။သူတို့နှစ်ယောက်ပြန်လည်ပေါင်းစည်းနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲ။